အားကြတာပေါ့မရဲ့မဝင်နိုင်တော့ဘာမှမတတ်နိုင်လို့အားပေးရုံလေးပါအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အားကြတယ်ဆိုအားကြတဲ့နေရာမှာလုံးဝရက်မနေနဲ့ကိုဘာဖြစ်ချင်တာလဲမမတို့လုံးဝဆိုရင်ပေါ့နော်ပတ်စံလုံးဝလက်ထဲမှာမရှိဘူးဒါပေမဲ့အရန်လုပ်ချင်တယ်စီပွားရေးလုပ်ချင်တယ်ကိုလုံးမကိုရမှာလေအဲ့တော့မှဘာလုပ်လဲဆိုမတငယ်ချင်းရဲ့မိဘစီကနေမပတ်စံချီးတယ်တငယ်ချင်းရဲ့မိဘတွေကကြောက်ပတ်စံချီးတယ်တငယ်ချင်းကကြတော့လောဆယ်တူကခီးထွက်နေတဲ့အချိန်မှာမကတူမရှိဘူးပေါ့နော်တူရှိရင်လည်းတူကနေတစ်စင်တောင်းလို့ရတယ်ဒါပေမဲ့တူမရှိတဲ့ခါကျတော့သူ့ရဲ့အဖေစီမှာချီးတာပေါ့နော်ချီးရခါအဲ့ချိန်မှာမတို့ကအသက်ငယ်လေးဆိုတာ20ကျော်လေးပဲရှိသေးတယ်ပေါ့20ဝန်းကျင်လောက်ပေါ့နော်အဲ့တော့ तू ကကြတော့လေတူတမီနဲ့ပေါင်းတဲ့တကယ်ချင်းဆိုတော့အမားတို့ကတို့ဖေကတိပြီးသားပေါ့သူယူထားလားဘယ်လိုလဲဆိုတာဒါတိထားတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကိုယ့်ဘက်ကလည်းဒါယူထားရမယ်ဘယ်လိုပြောမလဲဂတိတီရမယ်အဲ့လိုမျိုးလေးပေါ့အဲ့တော့အမားအဲ့လိုသွားကြည့်တယ်တစ်ပတ်ပဲချင်းမယ်လို့တစ်ပတ်ပြည့်တာလေးကိုပြန်ဆက်မယ်ပေါ့သူကတော့တစ်ချက်လောက်တော့ကြည့်လိုက်တယ်โอเคရရင်လေတဲ့ဘယ်လောက်ယူမလဲ9000ဒါပေမဲ့တော့20ကနော်9000ချိလိုက်တယ်ချိပေးလိုက်တယ်အဲ့တော့မအဲ့9000ရတော့မဘာလုပ်တော့ဝါနာပါတဲ့ဟာလေးကိုဝေလိုက်တယ်ကိုယ့်ရဲ့ဒေတာမှာအဲ့ချိန်ကဖုန်းနေဆိုတာလည်းမပေါ်သေးဘူးပေါ့နော်အဲ့နဲ့ဝိမကွာတော့ရောင်းလိုက်တဲ့ခါကျတော့ကိုကစိတ်အားထက်တန်တာပေါ့ငါတို့ဒေတာမှာဒီလိုပဲပေါ့နော်ဒီလိုပစ္စည်းလေးတွေပေါ့နော်လိုအပ်တယ်ဆိုရင်မှသွားရောင်းလိုက်တဲ့ခါကျတော့ကိုကလည်းဘယ်လိုပြောမလဲသူများပေါ်လည်းရုပ်မာတဲ့စိတ်လည်းမရှိဘူးဆိုတော့လေတစ်ဖက်သားကိုကုညီချင်တဲ့စိတ်တွေနဲ့ပဲကိုကလည်းရှောက်မှာရှင်းနေလာခဲ့တာဆိုတော့လေနော်အဲ့တော့ကိုကိုကုညီတဲ့သူနဲ့ကိုကတွေ့တယ်အဲ့နဲ့ကိုကုညီတဲ့သူကိုရောင်းကူတဲ့သူနဲ့တွေ့တယ်ပေါ့နော်အဲ့တော့ကိုကတစ်ဖက်တော့မကြပါဘူး3ရက်နေအဲ့ဒီဦးလေးပေးတဲ့ပတ်စံအရင်ပြန်ရတယ်ပြီးတော့လက်ဖက်ရည်ပို့ပါပေးလိုက်တယ်ပေါ့နော်တစ်ဖက်ရေပို့ပေးလိုက်တယ်အဲ့ထဲမှာကိုကနည်းနည်းတော့တစ်ဖက်ဆိုင်နှစ်ဖက်ဆိုင်အကျင့်လေးရပေါ့နော်အဲ့မှာအဲ့ဒီကနေကတော့ကိုယ့်ရဲ့အမျက်ပဲပေါ့နော်တကယ်ကိုအဲ့လိုမျိုးစူးစမ်းခဲ့တာပါအဲ့ကနေမှပတ်စံလေးစုရင်းနဲ့နော်ဒီလားညီမလေးပြောရရင်ဘောကဒီရှောက်လန်းခဲ့ရတဲ့ခီးကအရှိကြီးပဲဒီလားဘာမှမရှိဘူးလို့ပြောတာဒါတက်မဲ့အကြောင်းပြချက်ပဲပေါ့နော်စင်ချေပဲပေါ့နော်အဲ့တော့စင်ချေမပေးနဲ့ဒီဥမာညီမလေးကပတ်စံမရှိဘူးလားကိုကအလုပ်လုပ်လို့ရတယ်လေဝန်ထမ်းနေနဲ့တွားလုပ်လို့ရတယ်လေအဲ့လိုမျိုးတွားလုပ်ပြီးတော့ရတဲ့လစာကိုကိုကတဝက်ကိုတဝက်ကိုကိုကလိုအပ်တဲ့အရာလေးတွေဝယ်မယ်တုံးမယ်ပေါ့နော်စားမယ်အဲ့လိုလေးလုပ်ရမှာအဲ့ကနေမှတတိပြစုကိုလိုချင်တဲ့အတိုင်းတာလောက်ရပြီဆိုရင်ကိုဘာလုပ်ချင်တယ်လဲဘာရောင်းချင်တယ်လဲအဲ့လိုပေါ့နော်ချီလို့ရရင်လည်းချီပြီးရင်ပြန်ဆက်ဖို့ဂတိတီပါကိုကျေးဇူးရှင်ကိုကျေးဇူးမမေ့ပါနဲ့အဲ့ဒါတော့အဓိကချက်ပေါ့နော်အဲ့တော့မတို့ရဲ့ဒီမရောက်နေတဲ့ဒီပစ္စည်းထဲမှာဆိုရင်ဘာတွေရှိလဲဆိုရင်ကလေတောင်းကနေနဲ့ရောင်းလို့ရတဲ့အရာတွေပေါ့နော်ဥမာဒီစက်ပြရှိရယ်စက်ပြဆိုရင်တစ်ခဲကို9500ဒါရောင်းဈေးပေါ့နော်ဝယ်ဈေး10ခဲဈေးရှိရယ်ခင်း90ဈေးဆိုတာတက်ရှိရယ်ပေါ့နော်အဲ့လိုမျိုးလေးတွေကတသိန်းနဲ့စမှာ2သိန်းနဲ့စမှာစတယ်စလို့ရတယ်အဲ့လောက်လည်းမတက်နိုင်ဘူးဆိုရင်လေဒီမှာကျွေးဖဲမက်ကက်ရေဥမာ9ထောက်ကနေလည်းစလို့ရတယ်9ထောက်10ထောက်နာဘူးဆိုရင်လည်း3ဘွားနဲ့စလို့ရတယ်ဒါပေမဲ့လက်တလုံးမှာညီမလေးကိစ္စအတွက်ဆိုရင်ဒါတောင်းကနေနဲ့စလို့ရတယ်10ခဲဈေးကတက်ရှိရယ်ပေါ့နော်အဲ့တော့ကိုကဥမာ4-5တောင်းကတော့တက်နိုင်ပါလေအဲ့လောက်တော့သူများနာမှာကိုလှုပ်လို့ရရင်လေးနေစားလုပ်တယ်လားတလချင်းအဲ့လိုမျိုးလေးရှိပါတယ်ကိုလှုပ်ရှာရင်လှုပ်ဆိုတာမရှားပါဘူးအလုပ်မရှားပစ္စည်းလည်းမရှားကိုရောင်းချင်တဲ့အရာတွေအဓိကကိုရောင်းချင်တဲ့စိတ်ရှိဖို့ပဲပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်တဲ့တခြားတော့ညီမငယ်လေးဆိုရင်လည်းအိမ်မှာနေရင်ကလေးထိုင်ရင်ထမင်းချက်ရင်လှုပ်ရင်နောက်ကိုကဝန်ထမ်းဆိုရင်လည်းဝန်ထမ်းလုံးနဲ့တွဲဖက်ရောင်းလို့ရတယ်မဟုတ်ဆိုရင်တော့ဝန်ထမ်းတွေပဲပေါ့နော်ဝန်ထမ်းလုပ်ရင်လည်းဒါအလုပ်တစ်ဖက်တွဲပြီးမှလုပ်ခဲ့တယ်အဲ့လိုမျိုးဘာနာပါဟုတ်ဆိုကိုလိုချင်တဲ့အရာလေးတွေကိုဖြစ်ချင်တဲ့အရာလေးတွေကဘယ်လိုပြောမလဲဈေးမကြီးအောင်ဈေးပေါ်ဖို့ပေါ့နော်ကိုအမြဲတမ်းငယ်ငယ်ကလေးကလည်းကိုကဝါနာပါတယ်ပတ်စံရှာရတာအရင်ဝါနာပါတယ်ပေါ့နော်အဲ့တော့ကိုပတ်စံရှာရဲဆိုရင်ပတ်စံလည်းကိုပြန်ရှာတယ်တဲ့ညီမလေးအဲ့လိုမျိုးရှိရနော်ကဲဒီဗီဒီယိုလေးကိုကြည့်ရဲညီမလေးပေါ့နော်အရင်နေ့တွေဟိုတက်နိုင်တဲ့လူတွေဆိုရင်ဒါမျိုးဆိုဘူးနဲ့ပေါ့နော်10ထုတ်ဘူး30နဲ့စမလားစလို့ရတယ်ဒီမှာစပ်ပြခဲလေးရှိရပြီးတော့အများကြီးပဲရှိရနော်ဒီမှာဆိုရင် coffee ဆိုရင်လည်းဒါကျမရဲ့အတွက်အရင်ကောင်းတဲ့ coffee စီကြဝဲကြစေတဲ့အစားခန်းနဲ့ဒီအတဲနှလုံးတွေးတိုးစီးချုံလိုက်တောက်လို့ရတယ်ယောဂတွေဖြစ်နေတာမှသူ short ချပေးတယ်လူတွေအတွက်လိုအပ်တဲ့အရာတွေကရောင်းမရမယ်ပေါ့နော်စပ်ပြဆိုရင်လည်းဒါအသားဖြူဆက်ပြသူလည်းကျမရဲ့ဆက်ပြတော့ကော်ဖီနွဲဆက်ပြမှာထုံနာကျင်နာကြိုက်တာတွေရာနာဖူးတွေအဲ့ဒီအရာလေးတွေပေါ့နော်အတမာလေးတွေကအစတော့တက်တာပြောက်ကင်းစေတဲ့ဒါဆက်ပြလေးပါပြီးတော့အသားဖြူချင်တဲ့သူဂျိုင်းနဲ့နန်တဲ့လူတွေအတွက်ဆိုရင်လည်းအရန်အသုံးဝင်တယ်အဲ့တော့ဒါဆိုရင်ကိုယ့်ရဲ့နေတဲ့ဝန်းကျင်နာတစ်ဝိုက်ကိုဘလို့ဝန်းကျင်မှာနေလဲပေါ့နော်ရောင်းလို့ရတယ်ဆယ်ခက်ကနေစပြီးတော့ယူရောင်းကိုယ့်ရဲ့ပတ်စံအရင်းတွေမပြောက်စင်နဲ့ဟိုမှာမတို့ဆိုရင်ရှိလေဒီဘိုးဘွားတွေကိုအဆုံးမလာလေဝတ်တာစားမစိုးနဲ့ပတ်စံဟိုဘလို့ပြောမလဲအစင်မပြေတွေပဲနဲ့မဖြုံးနဲ့ပေါ့နော်ပြောချင်တာတော့အဲ့တော့ကိုကပထမဆုံးကတော့စုမယ်စောင်းမယ်ပေါ့နော်ပွားမယ်ဟိုစားချင်လဲနည်းနည်းလေးခဏလောက်အောက်ကြီးခံလိုက်အဲ့ဒါကိုပြောတာပေါ့နော်ပြီးတော့မှရောင်းတဲ့ skin care set တွေဆိုရင်လည်းရှိရဲဒီမှာ skin care set တွေဆိုရင်လည်းဒါလေးတွေပေါ့ဥမာအသက်40တော့မတို့ဆိုအသက်40ကျော်ပြီပေါ့နော်အဲ့တော့ဒီ skin care set တွေကိုကိုကအသက်ကြီးပိုင်းမှာတွေ့ရတဲ့ခါကျတော့ဒီမရုပ်ကိုကြည့်လိုက်တာအရင်တုန်းကလွန်ခဲ့တော့9နှစ်ကဆိုကြည့်လိုက်တော့အဲ့မှာဘာမှမတုံးခဲ့ဘူးဒီကလေးအတုံးပြီးနောက်ပိုင်းမှာဒီလိုမျိုးအသားရည်လေးတွေကြည့်လို့ကောင်းလာတယ်ပေါ့နော်ဘာပဲပြောပေါ့နော်ဟိုအဖွားကြီးအရွယ်မှာဖြစ်ရမယ့်အရွယ်မှာကို skin care လေးတုံးပြီးတော့ကိုလမ်းလို့ရသေးတယ်ကိုရဲ့အသက်အရွယ်ကဗာကိန်းကနန်းပဲပေါ့အသက်ဆိုတာကိန်းကနန်းပဲပေါ့နော်ကိုအသက်ကိုခံမလို့မရအောင်ဒီ skin care လေးတွေရှိရဲဒီဂျူကမက်ကရဆိုရင်လည်းဒါအရင်ကောင်းနေတာမမနဲ့ကလေးကလိမ့်တာတော့ရေစုခံချွေးစုခံတယ်တနေ့ကုန်ခံတယ်ယောက်ျားလေးတွေရောမိန်းကလေးတွေရောလိမ့်လို့ရတယ်
ဒီတွားနိကပါတယ်အသားတွေကိုထိမ့်ထိမ့်ပေးထားတဲ့ဒီဂျုပ်လဲမိတ်ကရေဥမာအသားဖြူရဲညိုတယ်အသားလက်တယ်ဆိုတဲ့အသားရပိုင်ရှင်လေးတွေဆိုရင်လေကိုအသားရောင်နဲ့လိုက်တဲ့အရာလေးတွေကိုရွေးပြီးတော့မှာလို့ရတယ်တစ်ထုပ်တစ်ခုတပူးချင်းကအစပို့ပေးပါတယ်အိမ်ရောက်ငွေချင်းနဲ့ပို့ပေးပါတယ်ပေါ့နော်စက်ပြခဲဆိုရင်လည်းငါးခန်းနဲ့စပြီးတော့လက်ကားပေးတယ်ပြီးတော့နှက်ခမ်းနေဆိုရင်လည်းတပူးတစ်ချောင်းဆိုရင်လည်းပို့ပေးတယ်သူဆိုရင်လည်းဒါ10ဘူးကနေစပြီးတော့လက်ကားပေးရကိုကြိုက်နေတဲ့ရာကိုလုပ်လို့ရရင်ညီမလေးဘာမှအငယ်နဲ့စူးစမ်းပါအစောနောက်မှပြောသလိုအလုံးလုံးပတ်စံရင်းနှီးရလာပြီဆိုရင်တောင်းကနေနဲ့ကနေစပြီးတော့ပွားမယ်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးပေါ့နော်ဒါလေးအကြောင်းပြချက်ပဲเนาะဖြစ်ကိုဖြစ်တယ်ကိုလှုပ်ချင်ရင်အိုင်ယာတွေထွက်လာလိမ့်မယ်เนาะ